ဘယ်တော့မှပြန်မစုံတော့မဲ့အမျိုးသမီးတို့အနော်မာမြစ်ကြီးချားပြီးထားရခဲ့သူလို့ဘဝရဲ့အကြပေါက်တွေကိုဖြည့်ဖို့ကိုမစွမ်းနိုင်ဘူးလိုအပ်ချိန်မှာလက်သီးကိုဘလို့စုပ်ရမယ်ဥကောင်းကိုဘလို့ညွတ်တွားရမယ်ဒီလောက်ပဲကိုသိတယ်ဘလောက်တောင်လွဲမားခဲ့လဲဆိုရင်ကိုရောက်သွားခဲ့တဲ့ကွန်ဒိုမြင်းစိတ်တွေရေပုံထဲမှာလွဲရင်တကယ်မရှိတော့လူတွေအမြဲစွန့်ပစ်ထားလေရှိတဲ့တော်တွင်လမ်းသွယ်လေးတွေကိုပေါင်းတင်အိုင်ငယ်တွေကိုပေါင်းတင်ဒါတော့ကိုတို့ချစ်တတ်တယ်ဆိုတာသူတို့မယုံသူတို့အဝေးကလှမ်းလှမ်းငေးတဲ့တောင်တွေတွေကတခုခုပြောချင်နေတယ်လို့အမြဲယုံကြွနှွဲ့ရဲနေတာသူတို့အဆိုအရဒုက္ခကိုခိုးယူပေါင်းတင်ဖို့ရောက်လာတဲ့ကောင်တွေကြောင့်တောင်တွေကဖုံးဆိုးမြေဆန်သွားတယ်အမြဲတမ်းဆိုသလိုလမ်းလျှောက်နေရပေမဲ့ကိုတို့မှာလမ်းဆိုတာမရှိဘူးထူထပ်တဲ့တောမှာအိမ်ကိုရှာတေပြီးသူရဲ့အလောင်းမှာအသက်ကိုရှာငတ်မွနေမှုမှာအာဟာရကိုရှာစင်ရဲမွဲတေမှုနဲ့အသားတကျဖြစ်ခြင်းကိုမတင်ယူပဲတက်မြောက်ခဲ့ရပြီတေလောက်ချစ်ခဲ့ပြီးဘယ်တော့မှပြန်မဆုံရတော့မယ့်အမျိုးသမီးတွေကိုကိုတို့အားလုံးခွင့်လွှတ်ခဲ့ပါတယ်အိမ်မက်တွေတိုင်းမှာတော့ကိုတို့အတူရှင်တန်ခြင်းခဲ့တဲ့နေပေါင်းများစွာမြင်မှတ်နေစေပါပဲကဘာကိုပေါင်းစည်းဖို့တတ်တတ်မဟုတ်ပဲခွဲခွာဖို့အတွက်လည်းဖန်ဆင်းခဲ့တယ်ဆိုတာကိုလက်ခံလိုက်ပြီ